လိုနဲ့ဆာဆာကီလည်းရုံးမှာအလုပ်တွေရှုံနေခဲ့ပြီးပြောင်ကြီးကခီးထွက်သွားခဲ့ကရုံးကအလုပ်တွေကိုဆာဆာကီကအပ်ထားလိုက်တာပါအဲ့အချိန်ကောင်းမလေးတယောက်ကရောက်လာခဲ့ပြီးသူမခံမှန်းထားတဲ့စာကြောင်းတွေကတကြောင်မီးနေလို့တောင်းပန်နေချိန်ကောင်လေးဝန်ထမ်းတယောက်ကဒီနေ့မှဝင်လာတဲ့ဝန်ထမ်းတယောက်ကမလာတော့ဘူးဘယ်လိုဆက်လို့ရမလဲလို့မီးနေတော့ဆာဆာကီလည်းစာရဲစာတန်းတွေအပ်ထားတာမဟုတ်ဘူးလားလို့ပြောတော့ဝန်ထမ်းကလည်းအဲ့ဒါသူယူပြန်သွားတာလို့ပြောလိုက်ပြီးဆာဆာကီလည်းဝန်ထမ်းတရဲ့အိမ်ကိုလိုက်သွားဖို့ဖြစ်လာခဲ့ပါတယ်အဲ့လိုနဲ့အလုပ်ကြိုးစားနေတဲ့ဆာဆာကီကလည်းအိမ်ပြန်ဖို့အချိန်မိနေခဲ့ပြီးနိုင်ရီကိုကြည့်လိုက်ချိန်မှာတော့အိမ်ပြန်ဖို့နောက်ကျတော့မှကိုကြည့်လိုက်ရပြီးအလုပ်တွေကိုအမြန်လုပ်ကရုံးကနေထွက်လာခဲ့တာပါရထားပူတော်ကိုပြေးလာခဲ့ပြီးမဲ့ကန်ဆိုးတဲ့လူပြိုကြီးဆာဆာကီကရထားတကားပိတ်ပြီးရထားထွက်သွားခဲ့တာကြောင့်ဆာဆာကီလည်းဒီလိုရုံနဲ့ကြံနေခဲ့ပါတယ်ဘာလိုနဲ့ဆာဆာကီလည်းအိမ်ကိုပြန်ရောက်ရှိလာခဲ့ပြီးနိုင်ရီနိုးဆက်အတန်မီလာတော့မှဆာဆာကီလည်းရုံသွားဖို့အတွက်အဝတ်အစားတွေကိုလဲနေခဲ့ပြီးစလေးတောက်ဖို့လုပ်နေချိန်မှာတော့စလေးတွေကကုံနေမှန်းကိုကြည့်လိုက်ရပါတယ်ဆာဆာကီလည်းရုံမှာအလုပ်လုပ်နေရင်ဝန်ထမ်းကောင်မလေးတယောက်ကသူမမိသားစုဝင်တယောက်ကပြုတ်တရက်ကြီးစေယုံတင်လိုက်ရလို့တွားလို့ရမလားလို့ပြောနေခဲ့ပြီးဆာဆာကီလည်းခွင့်ပြုပေးလိုက်ကကောင်မလေးကသူမမပြီးတဲ့အလုပ်တွေကိုဆာဆာကီကအပ်ထားလိုက်ပြီးဝန်ထမ်းကောင်လေးကလည်းဒီနေ့လဲဝန်ထမ်းအစ်စ်မလာတဲ့ပုံပဲလို့ပြောလိုက်တော့ဆာဆာကီလည်းမှောက်သွားခဲ့ပါတယ်ဂျွန်လ22ရက်နေ့ကိုရောက်ရှိလာခဲ့ပြီးဆာဆာကီလည်းရုံသွားဖို့အတွက်ပြင်ဆင်နေခဲ့ကရုံးမှာကဆူဇူကီလည်းအလုပ်တွေအရန်များနေလို့ငါမခံနိုင်တော့ဘူးလို့ပြောနေပြီးဆာဆာကီလည်းနှိမ့်သိပ်ပေးလိုက်ကအတူတူစူးစမ်းရအောင်ဆိုပြီးပြောလိုက်ပါတယ်အဲ့လိုနဲ့ပဲတရက်ပြီးတရက်အစောကြီးထားနေရတဲ့ဆာဆာကီလည်းဂျွန်လ28ရက်နေ့မှာတော့ဆာဆာကီရဲ့အိယာဘေးမှာလည်းအမိုက်တွေကပြည့်နေခဲ့ပြီးဆာဆာကီလည်းအိယာထဲကနေထမနိုင်တော့ပါဘူးရုံးမှာလည်းပြောင်ကြီးကလက်ဆောင်တွေနဲ့ပြောင်းရှိလာခဲ့ကဝန်ထမ်းတွေကတီလို့မျိုးပါရုပ်တွေနဲ့ဖြစ်နေခဲ့ပြီးအဲ့အထဲမှာမှဆူဇူကီကအဆူဆုံးဖြစ်ကဝိညာဉ်ပါထွဲတော့မလို့ဖြစ်နေခဲ့ပါတယ်ပြောင်ကြီးလည်းမိုးအေးနေလို့အလီလိုက်နေကြတာလားလို့ပြောနေခဲ့တာပါဆာဆာကီလည်းအိမ်ပြန်လာနေခဲ့ပြီးအပြင်မှာကမိုးတွေကရောင်နေခဲ့ကဆာဆာကီရဲ့ရုပ်ကခွေးအားကြီးလဲတက်ကျဲတဲ့ရုပ်နဲ့ဖြစ်နေခဲ့ပြီးစူပါမာကတ်ကိုရောက်ရှိလာတော့မိုးရီထဲမှာထီတလဲနဲ့တာယာမာကလည်းဆာဆာကီကိုရဆောက်နေခဲ့ပါတယ်ဆာဆာကီလည်းတာယာမာကိုမတွေ့တာကြပြီလို့ဆိုနေခဲ့ပြီးအဲ့လိုနဲ့နှစ်ယောက်သားလည်းစလိတ်ထိုင်တောက်နေရင်ဆာဆာကီလည်းဘောလုံးအယုတ်အဆောင်တွေကိုတွေ့လိုက်ရပြီးတာယာမာလည်းမန်နေဂျာကညက်တိုင်းမိုးရသည်ဆိုချိတ်ဆွဲနေကြလို့ဆိုနေကနောက်ပြီးဝယ်သူကလေးတွေကိုမျက်နှာပုံဆွဲခိုင်းတာလीလို့ပြောပြနေခဲ့ပြီးတော့တာယာမာလည်းသူမဆွဲထားတဲ့ပုံကိုပြလိုက်တော့ဆာဆာကီလည်းရည်ရင်စိတ်ကိုထိန်းနေခဲ့ရပြီးတာယာမာလည်းတေချာကြည့်ခိုင်းနေလို့ဆာဆာကီလည်းကောင်းကြောင်ပြောလိုက်တော့မှတာယာမာကဂျီနပ်သွားခဲ့ပြီးဆာဆာကီကိုလည်းပုံဆွဲခိုင်းတော့ဆာဆာကီလည်းတာယာမာရဲ့ပုံကိုဆွဲပေးလိုက်ပြီးတာယာမာကချစ်စရာလေးလို့ပြောလိုက်ပြီးတာယာမာလည်းဆာဆာကီရဲ့ပုံကိုပြန်ဆွဲပေးနေရင်ဆာဆာကီကလည်းကောင်းလိုက်တာလို့အိမ်ကြီးမွားတဲ့ရုံနဲ့ပြောနေခဲ့ပြီးတာယာမာလည်းသူမဆွဲထားတဲ့ပုံကိုပြောတဲ့အထင်နဲ့ဒါကိုပြောတာမလားလို့မေးတော့ဆောက်ကျူးနဲ့ဆာဆာကီကစလိတ်ကိုပြောတာလို့ပြောလိုက်တော့တာယာမာလည်းတင်းသွားခဲ့ပါတယ်ဆာဆာကီလည်းစကားပြောနေရင်အိပ်ပျော်သွားခဲ့တာပါနောက်နေ့ကိုရောက်လာတော့ဆာဆာကီလည်းအိယာကနေနိုးလာခဲ့ပြီးတာယာမာရှိမှအိပ်ပျော်သွားပြီလို့ရှက်နေပြီးအဲ့အချိန်ဆာဆာကီရဲ့လက်ပေါ်မှာပုံဆွဲထားတာကိုတွေ့လိုက်ရတော့ဆာဆာကီလည်းအံ့ဩတဲ့ပုံစံနဲ့ဖြစ်နေကနောက်မှတာယာမာကဆွဲပေးထားတာကိုသိလိုက်ရတော့မှလူပြိုကြီးရဲ့မျက်နှာကလည်းမူရတဲ့ရုပ်နဲ့ဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့တာယာမာလည်းဈေးတွေဝယ်နေရင်ဆာဆာကီကိုတွေးလိုက်မိပြီးတာယာမာလည်းဆာဆာကီကိုအနောက်ကနေခြောက်လိုက်ဖို့အတွက်တွေးနေခဲ့ကတာယာမာကအကြံတစ်ခုရသွားပြီးတာယာမာလည်းယာမာရာပုံစံကိုပြောင်းလိုက်ပြီးဆာဆာကီကိုလမ်းခေါ်လိုက်တာပါဆာဆာကီလည်းတာယာမာကိုမြင်တော့ကင်ထားတဲ့ခြေနှောက်တွေပါပြုတ်ကျသွားခဲ့တာပါဆာဆာကီလည်းချက်နဲ့ပြုတ်ကျနေတဲ့ပစ္စည်းတွေကိုကောက်နေရင်ယာမာရာကိုနှုတ်ဆက်နေခဲ့တာကြောင့်ယာမာရာလည်းသူမအကြံအောင်မြင်သွားလို့ကြည်နပ်နေခဲ့ပါတယ်အဲ့အချိန်ယာမာရာကဇာအုပ်တအုပ်ကိုပေးလာခဲ့ပြီးဆာဆာကီလည်းပူတီပေါမတိနဲ့ယူလိုက်ပြီးယာမာရာလည်းဆာဆာကီကိုမုတ်တွေကိုရွေးနေတာမလားလို့မေးတော့ဆာဆာကီကလည်းအရက်နဲ့မြည်ဖို့လို့ပြောလိုက်တော့ယာမာရာလည်းမုတ်တွေကိုအများကြီးရွေးနေတာကြောင့်ဆာဆာကီလည်းစလိပ်ဘူးကိုထုတ်လိုက်ပြီးအဲမုတ်သုံးထုတ်ကစလိပ်ဘူးထဲကစလိပ်သုံးလိမ့်နဲ့တမ်းမှန်လိုက်လို့ပြောလိုက်ပါတယ်ဆာဆာကီလည်းစလိပ်ဘူးကိုတောက်နေခဲ့ပြီးစလိပ်ဘူးထဲကစလိပ်ကလည်းထွက်လာတော့ယာမာရာလည်းမုတ်နှထုတ်ကိုပြန်ထားလိုက်ပြီးယာမာရာလည်းဒီနီးကိုတော်တော်သုံးတယ်မလားလို့မေးတော့ဆာဆာကီလည်းသူ့အတွက်တော့အယူသီးတယ်လို့ပြောရမလားလို့ပြောနေခဲ့ပြီးနောက်တော့ဆာဆာကီလည်းယာမာရာကိုနှုတ်ဆက်ပြီးပြန်သွားခဲ့တာပါတာယာမာလည်းစလိတ်တောက်နေရင်ဆာဆာကီရဲ့စလိတ်ဘူးတောက်နီးကိုလှုပ်ကြည့်နေခဲ့တာပါဆာဆာကီလည်းအိမ်ပြန်လာနေရင်ခွေးတွေကနောက်ကနေလိုက်နေခဲ့ပြီးယာမာရာပေးထားတဲ့ဇာအုပ်ကိုငွေမရှင်းပဲသူပြန်လာမိတယ်လို့ပြောနေခဲ့ကဆာဆာကီလည်းမန်နေဂျာစီမှာတွားတောင်းပန်နေခဲ့ပေမဲ့မန်နေဂျာကရုတ်တည်ကြီးနဲ့ပြောဆိုနေခဲ့တာကြောင့်ဆာဆာကီလည်းအတကုံတောင်းပန်နေခဲ့ပါတယ်